ကင်မယာစောင့်ကြည့်မှုကိုရှောင်ရှားဖို့အတွက်လူတစ်ယောက်ကဥထုံးတဲ့ကင်မယာကိုလှမ်းအုပ်လိုက်ပါတယ်တိုက်ဆိုင်စွာနဲ့ပဲမှန်တစ်ချက်ကမြင်ကွင်းကိုကွယ်ထားသလိုဖြစ်သွားတယ်မကြခင်မှာလုံခြုံရေးကတခုခုမားနေမှန်းရိပ်မိသွားတယ်အဲ့ဒီလူကတော့ကိုဖျက်ဆီးပြီးအခန်းထဲဝင်တာနဲ့မှန်ကိုချက်ချင်းဖယ်ရှားလိုက်တယ်လုံခြုံရေးတွေရောက်လာတော့ကင်မယာမြင်ကွင်းကပုံမှန်ပြန်ဖြစ်နေလို့ဘာမှမတွေ့ကြပါဘူးသူကအခန်းထဲဝင်သွားပြီးတကားပေါင်မှာအပေါက်ငယ်လေးတွေအများကြီးရှိနေတာကိုသတိထားမိလိုက်တယ်ဆေးလိပ်ပြာခွက်ကိုယူပြီးပြာတွေကိုလေထဲလွှင့်လိုက်မှဒါဟာလေဆာအာယုံခံစနစ်မှန်းသူသိလိုက်ရတယ်ပိုက်ပြော့တစ်စကိုဖြတ်အပေါက်လေးတွေထဲထိုးထည့်ပြီးလေဆာတန်းတွေကိုတစ်ခုချင်းစီလမ်းကြောင်းလွှဲလိုက်တယ်ဝင်ပေါက်တစ်ခုရလာတော့အချက်ပေးတံမမီအောင်အောက်ကနေတွားသွားပြီးဝင်လိုက်တယ်နောက်တစ်ဆင့်ကတော့တံမဏိဗန္နာတိုက်တကားကြီးပါအတင်းဖွင့်လို့မရနိုင်ပါဘူးဒါကြောင့်တမင်တကာအချက်ပေးတံမီအောင်လုပ်ပြီးကြက်တူရေးကိုစူညံအောင်ဆက်လိုက်တယ်ပိုင်ရှင်ရောက်လာပြီးအတန်အမိတ်ပေးစနစ်ကိုသုံးကတကားကိုဖွင့်လိုက်တယ်ပစ္စည်းမပြောက်မှန်းတေချာတော့စိတ်အေးသွားပြီးပြန်ထွက်သွားကြတယ်ဒီလူကတကားဖွင့်ပုံဖွင့်နည်းကိုတေချာမှတ်သားထားလိုက်တယ်နောက်ပိုင်းမှာဝိုင်ခွက်၄ခွက်နဲ့ဝိုင်နီကိုအသုံးပြုပြီးအတန်လိုင်းတူအောင်ဖန်တီးကအတန်ဖြင့်ဖွင့်တဲ့စနစ်ကိုတူပလိုက်တယ်သူအောင်မြင်စွာဖွင့်နိုင်ခဲ့ပြီးအထက်ကစိန်တွေအကုန်လုံးကိုယူလိုက်ပါတော့တယ်မိအိမ်ကိုဖြုတ်ပြီးစိန်တွေကိုရေစင်းပိုက်ထဲလောင်းထည့်လိုက်ရာအပြင်မှာစောင့်နေတဲ့ကြံရပါကစိန်တွေကိုကားနောက်ဖုံးထဲတန်းရောက်အောင်ယူလိုက်တယ်ဒါပေမဲ့သူအားမရသေးရဲ့နောက်တစ်နေ့မှာကာစီနိုဝိုင်းကိုသွားပြန်တယ်စက်ကူညက်ကလစ်ကိုအမျိုးသမီးတစ်ယောက်ရဲ့စကတ်မှာချိတ်ကျိုးမြင်လေးတက်ပြီးခြေထောက်နဲ့နင်းထားလိုက်တယ်အမျိုးသမီးထွက်သွားတာနဲ့စကတ်ကျွတ်ကျသွားပြီးလူတိုင်းရဲ့အာယုံကအဲ့ဒီဘက်ရောက်သွားကြတယ်အဲ့ဒီအခွင့်အရေးကိုသုံးပြီးအန်စာတုံးကိုလဲလိုက်တယ်လို့အနာသက်တွေကိုမှုတစ်မျိုးနဲ့တွေးလိုက်တယ်အခုဆိုရင်အန်စာတုံးနံပါတ်တွေကိုစိတ်ကြိုက်ထင်းကျုပ်လို့ရသွားပြီပိုင်သမျှလောင်းကြီးတွေအကုန်ပုံအောလိုက်ရမှာမျက်စိတမိတ်အတွင်းမှာပဲပိုက်ဆံတွေ10ဆက်လောက်ပွားလာတယ်ပိုင်ရှင်ကရိပ်မိပြီးအန်စာတုံးကိုစစ်ဆေးရမဲ့လူလဲကြပြီးပြန်လဲထားနေပြီပြုပြင်ထားတဲ့အန်စာတုံးတွေကိုဖန်ခွက်ထဲမှာဝှက်ထားလိုက်တာပါသူပြန်မဲ့လုံတုံးစားပွဲထိုးကဖျော်ရည်ကြံနေသေးတဲ့အဲ့ဒီခွက်ကိုလာသိမ်းသွားပါလေရောပိုင်ရှင်ကအန်စာတုံးတွေကိုတွေ့သွားပြီးနောက်ဆုံးမှာတော့အဲ့ဒီလူပိုင်ဆိုင်သမျှအကုန်ဆုံးရှုံးလိုက်ရပါတော့တယ်